ဧတနာတော်မူပါယံဘုရားတွေတော်ခြေတော်ဆုံးဥခ၍ယိုသေးစွာလျှောက်ထားအပ်ပါသည်ဗျာ1385ခုနှစ်နောက်တစ်ခုလ15ရက်2024ခုနှစ်ဧပြီလ13ရက်တင်ညာကျုံနေ့အရိဒိုက်ဒေသကြီးပြုံးနေခရိုင်ပြုံးနေမြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်း၌ဓမ္မရတိပါဓမ္မသမဓမ္မယုံကျောင်းတော်ကြီးတွင်စေကြပါပြုလို့အပ်သည်တကြံတွင်နှစ်သက်ကူဓမ္မသဘင်အခမ်းအနား၌ဟောကြားတော်အနုမောရဏနှင့်ဩဝါဒတရားတကြံတွင်ကာလဒီနေ့နေအောင်ကုစုံကနေတင်ညာကျိုးနေတင်ညာဆိုရနေတဲ့ကူတဲ့ခါလို့ပဲမိုက်နေအောင်နဲ့နေတဲ့ဆိုရကူနေတာအမှန်တော့နေတင်ကူတာမဟုတ်လာကလည်းကူနေတာပဲတလားကုန်သွားရင်တော့တလားကူတာရက်ကလည်းပဲကူတာပဲနော်နေတာပဲဆိုရင်နေစာသဘောတရားမပြေဘူးဆိုတာထင်ရှားနေတယ်ထာဝရပြောင်းလဲနေတယ်ဆိုတာသိရတယ်အဲ့တော့တရားတွေရှေ့အချိန်လေးမှာဘာဝနာလို့သီလနဲ့ဘာဝနာဒီနှစ်ခုထူပြီးတော့ကြကြကြကိုအထောက်ကြတယ်ဘုရားဘာသာဝင်သူတော်စင်တို့ကမ္ဘာအတော့ကျအတွေ့အကြုံအပြုစုရှိပြီးသားဖြစ်တော့လည်းပဲတတိတပါလေးနှစ်ခုပြောပြဘာဝနာဆိုတာကိုယ့်ရဲ့နဲ့မှရှိတဲ့တတိတိုးတက်လာအောင်သမာဓိတိုးတက်လာအောင်ပညာတိုးတက်လာအောင်အထောက်တာဘာဝနာလို့ခေါ်တယ်သီလကတော့အဲ့လိုတိုးတက်အောင်လုပ်တာမဟုတ်ဘူးကာယကံနဲ့ဝစီကံဒီနှစ်ခုသိစောက်တာသီလကာယကံနဲ့ဝစီကံဒီနှစ်ခုပဲစိတ်ကိုထိန်းတာမဟုတ်ဘူးသီလကအဓိကမပြောမိဖို့မပြောတဲ့တော့မပြောမိဖို့မလုပ်တဲ့တော့မလုပ်မိဖို့ဒီနှစ်ခုပဲထိန်းတာနော်စိတ်တွေကတော့ဖြစ်ချင်းဖြစ်နေမယ်စိတ်ထိန်းတဲ့အစစ်မဟုတ်သေးဘူးပေါ့နော်အခုဘာဝနာဆိုတာကြတော့စိတ်ထဲမှာမဖြစ်အောင်လုပ်ဖို့မဖြစ်တဲ့နာတွေမဖြစ်ဖို့မဖြစ်တဲ့နာဆိုပါတော့အကုသိုလ်နဲ့လောဘနဲ့ပတ်သက်တဲ့အတွေ့တွေဒေါသနဲ့ပတ်သက်တဲ့အတွေ့တွေမောဟနဲ့ပတ်သက်တဲ့အတွေ့တွေအတိညာကဲမဲ့ပြီးတော့သူတို့အဒုက္ခရောက်မဲ့အတွေ့တွေကိုယ်တိုင်ဒုက္ခရောက်စေမဲ့အတွေ့တွေမာရွေးနဲ့အတွေ့တွေကိုမတွေ့အောင်ကောင်းတဲ့အာယုန်တွေတစ်ခုပေါ်မှာစိတ်ကိုကြည်အောင်ထားတာအဲ့တော့လုပ်ငန်းသဘောကပြချတာတယ်နော်သီလကမပြောတဲ့တာမပြောပြီးဖို့ပဲထိနေဒုက္ခပဲထိနေတာနော်စိတ်မပါသေးဘူးမလို့တဲ့တာကိုမလို့မိဖို့ထိနေတာလေအဲ့ဒါဆိုရင်မပြောတဲ့နာကိုမပြောသေးသမျှသီလမပြတ်သေးဘူးမလုပ်တဲ့နာကိုမလုပ်မိသေးသမျှသီလမပြတ်ဘူးကျွတ်တင်ပြီးတော့ခံယူစောင့်နေတာစိတ်ကိုထိမှုကြတော့ဘာဝနာလုပ်ကြတော့နှစ်ခုရှိတယ်အာယုန်တစ်ခုတည်းပေါ်မှာစိတ်ကို
တိဆောက်တာကသမထတခုတည်းပဲတခြားအာယုန်တွေကိုမရောက်စေပဲနဲ့အာယုန်တစ်ခုတည်းပေါ်မှာစိတ်ကိုတည်နေအောင်လုပ်တာလွယ်သလားလို့ဆိုမလွယ်ဘူးနော်အဲ့ဒါမှခက်ခဲလေးတောင်းတရတယ်လို့ပဲဥပ္ပခဏလုံးမရမှာဒါသမထအစရလွယ်နဲ့မရဘူးအဲ့တော့နဲ့တပြခါရရင်အကျင့်တရားဖြစ်ရင်ကိုယ်စိတ်တွေလွတ်ပါတာအကျင့်တရားဆိုရင်အကျင့်90ပဲဖြစ်တော့တယ်ဆိုရင်တဝက်လောက်တိုးတယ်လားအကျင့်ရဲ့စိတ်လောက်ပဲစိတ်လွတ်တော့တယ်ဆိုအများကြီးတိုးတယ်လား95ရာခိုင်နှုန်းထိတိုးတယ်လားအဲ့ဒီလိုတဖြည်းဖြည်းတိုးတယ်လာအောင်အာယုန်တစ်ခုခုပေါ်မှာစိတ်ကိုထားပြီးတော့ငြိမ်နေအောင်လေ့ကျင့်တာဥပမာမဲ့ဒီအလုံးသိကြတဲ့အတိုင်းအာနာပါနတတိဆိုတဲ့ကမ္မထံကိုအထုတ်တဲ့အခါမှာအာနာပါနဆိုတာဝင်တဲ့နဲ့ထွက်တဲ့ရှုသွင်းလိုက်တဲ့လေထုတ်လိုက်တဲ့လေရှုပြီးတော့သွင်းလိုက်တဲ့လေထုတ်လိုက်တဲ့လေအဲ့ဒီနှစ်ခုပေါ်မှာတတိဆိုင်ပြီးတော့ဖြစ်ပေါ်လာတဲ့တမာတိကိုအာနာပါနတတိတမာတိလို့ခေါ်တယ်တတိကရှေ့ကတမာတိကနောက်ကနော်အဲ့တော့ခါတိုင်းလေဆိုတာ24နာရီရှုနေကြတာပဲသို့တော့ကိုယ်နှကောင်းကိုစိတ်ရောက်တဲ့အခါကမရှိသလောက်ပဲလူတွေက24နာရီအသက်ရှင်နေသေးတော့လေတဏှာကြီးပြည့်အောင်တတိမရကြဘူးမေ့နေတယ်အဲ့ဒါကိုပြောတာတတိလွတ်နေတယ်လို့ပြောဒီပြည့်နေရတွေတော့တတိရခြင်းရမှာပေါ့အလိုလိုအမဲအရေးတတိရမယ်တခြားကိစ္စတွေတတိရသို့တော့ထွက်လေဝင်လေပေါ်မှာတတိမရှိဘူးလို့ပြောအဲ့ဒီတတိကိုပြန်လီပြီးတော့ကိုယ်နာတိပြကရှူသွင်းနေတဲ့လေထုတ်လိုက်တဲ့လေထွက်တော့တဲ့အချိန်လေးမှာအာယုဆိုင်ပြီးတော့တတိနဲ့နေတာအာနာပါနတတိလို့ခေါ်တယ်အဲ့ဒီတတိလေးပေါ်မှာအခြေဆိုင်ပြီးတော့တတိရဲ့စွမ်းအားနဲ့စိတ်ကိုတခြားအာယုမရောက်အောင်တမာတိဆိုတာထူထောင်တာတမာတိကတခြားအာယုမရောက်အောင်ထိန်းတာတတိကအာယုကိုယူပေးတာဒီနှစ်ခုကမတူဘူးနော်တတိကအာယုကိုယူပေးတာစိတ်ကိုအတိအကျကိုပို့ပေးတာတတိအဲ့ဒီပေါ်မှာစိတ်ကလေးကပေးထွက်မသွားအောင်ထိန်းတာကတမာတိတတိကခေါ်ယူလိုက်တာပို့ရှင်အောင်ပြောရဲ့တတိကစိတ်စီကိုအဲ့ဒီအာယုန်လေးကိုခေါ်ယူထားတယ်နှာခေါင်းပြနာသီးပြမှာရှိနေကိုခေါ်ယူထားတယ်ခေါ်ယူထားတာထိန်းတာမဟုတ်ဘူးနော်ခေါ်လိုက်ပြီးတော့တမာတိကထိန်းထားတာပေါင်းပြီးတော့လှုပ်လို့ဒါကြောင့်မို့ရသော်ရဟောတဲ့အခါမှာအယံပိခောအာနာပါနတတိတမာတိထီအောင်ဟောတော့အယံခောအာနာပါနတတိတမာတိပါဝိတောပုရိကတောအကျိတ်များစွာလုံးမဲ့ဆိုလို့ရှိရင်များစွာအကျိုးကျေးဇူးတွေရှိတယ်မဘလောမနိတံတော်အကျိုးကျေးဇူးတွေအများကြီးရှိတယ်လို့စိတ်ငြိမ်သွားရုံနဲ့တည်းပဲအကျိုးကျေးဇူးတွေရတယ်အဲ့တော့ကိုယ်စိတ်ထဲမှာလုပ်တဲ့ကကိုယ်နဲ့လေရှုနေတဲ့အပေါ်မှာရှုနေတဲ့အနေအထားတစ်ခုကိုစိတ်ထဲရောက်အောင်တတိယခေါ်ပေးပြီးတော့တမာတိကရွေးမတော့အောင်ထိအဲ့ဒီနှစ်ခု
ပူပေါင်းပြီးတော့9မိနစ်က7မိနစ်7မိနစ်က15မိနစ်15မိနစ်ကနေနိုင်ဝဲကနေတနာရီအနေတနေ့လုံးဆိုလို့ဖြစ်အောင်တိုးတက်သွားအောင်လုပ်တာကိုပါဝနာလို့ခေါ်တယ်နော်ပါဝနာဆိုတာဖြစ်အောင်လုပ်ခြင်းနဲ့တိုးပွားလာအောင်လုပ်ခြင်းလို့ပြောတာအဲ့တော့လွယ်လာလဲဆိုတော့မရဘူးလားဆိုရတယ် impossible မဖြစ်နိုင်တာမဟုတ်ဘူး possible ဖြစ်နိုင်တယ်လို့ရင်ဖြစ်နိုင်တယ်တချို့ကိစ္စတွေကမဖြစ်နိုင်ဒါကမဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးဖြစ်နိုင်တယ်သို့တော့အမှန်လုံလောက်ဝိရိယနဲ့မရဘူးမဖြစ်နိုင်တာလောက်တာမဟုတ်ဘူးဒါဖြစ်နိုင်တာကိုလောက်တာသို့တော့ပေါ်ရော့နဲ့လောက်လို့ကတော့မအောင်နိုင်ဘူးဆိုပါစို့အဲ့ဒါမြင့်တဲ့တောင်ကြီးကိုတက်ကြတယ်တက်လို့မရဘူးမဟုတ်ရတယ်တက်ကြတယ်အဲ့ဒါခက်ခဲတဲ့တောင်လေးတော့တက်တယ်possible ဖြစ်နိုင်တယ်သို့တော့ဆွဲမရှိပဲနဲ့တောင်းတယ်မရောက်ဘူးအခုကလည်းပဲဆွဲမရှိပဲနဲ့တော့မရဘူးနော်တခါကရှူဆိုင်ကြည့်မသိလို့နေပါသေးတော့လို့ပြစ်သွားရင်မရတော့နော်တောင်းတဲ့လူရဲ့ဆွဲရှေ့ကတော့စာပေမှာဘယ်လိုဆွဲလဲဆိုတာကိုမိဖို့ရောက်ကြတယ်အခုခေတ်ကလူတွေကတော့နားလဲကြမှာနားလဲမှာနော်ရှေးခေတ်ကမိထွက်အောင်ဆိုတာအနှစ်ဖြစ်တဲ့တစ်တန်းနှစ်ချောင်းကိုပွက်ရတာစဉ်းစားကြည့်အဲ့နှစ်ချောင်းကပွက်လာတာပူလာတာပဲရှိတယ်နော်ရလိုက်မယ်ဆိုပြန်အေးမသွားဘူးလားပွက်တာတယ်အသားကြောင့်နှစ်ချောင်းကိုကပ်ပြီးတော့ပွက်နေရတယ်ပွက်နေပူခြင်းတော့ပူလာတဲ့အခါမှာအလောကိုပူမှပြီးဖြစ်လာတယ်မပူမချင်းပြီးမဖြစ်ဘူးအဲ့တော့ခဏနားလိုက်ပါဦးမယ်ဆိုရင်ပဲရောက်သွားအစာပြန်ရောက်သွားနော်မိပုတ်တဲ့လူဟာအစုံနေတယ်ပမာစကားမှာငုံမိတဲ့တိုင်တဲ့နိုင်ဖြာရောက်ဒီအာနာပါနလောက်ကလည်းပဲတပါရိယာစီထီအောင်ဆိုရင်ငုံမိတဲ့တိုင်ငုံမဲ့ဆိုရင်အောက်ကြမ်းမြင့်ထီအောင်ငုံတက်နိုင်ဖြာရောက်ဆိုလိုတဲ့အိဗယ်ကတော့လက်မစုံမချင်းရလို့မရဘူးလို့ပြောတာနော်အဲ့ဒီဆွဲပြူနဲ့လုံးမရတယ်ဒါပေမဲ့စိတ်မလျှော့ပါနဲ့နော်စိတ်မလျှော့နဲ့ခုနပြောသလို9မိနစ်ရလဲအမြတ်ပဲ7မိနစ်ရလဲအမြတ်ပဲ15မိနစ်ရလဲဘာလို့လဲဆိုရင်တော့24နာရီတနာရီတစ်ခုမှမရတာမိနစ်တောင်မရအောင်အခုကမိနစ်ပဲရလိုက်တယ်ဆိုတော့အမြတ်ပဲအလဟတ်တော့မဖြစ်ဘူးနော်လာတော့မဖြစ်ဘူးသို့တော့ဒီကိစ္စမျိုးကငုံမိတဲ့တိုင်တဲ့နိုင်ဖြာရောက်မိပုတ်တဲ့ယောက်ျားခိတ္တကနာနာရင်လို့မရဘူးစက်ဖို့မိလောက်မှမိထွက်လာမှရက်အဲ့ဒါမျိုးပြောတာအဲ့ဒါကသမထချင်းစင်နော်တချို့ကသမထကိုလွယ်လွယ်လေးမှတ်ပြီးတော့သမထမလုံနဲ့လို့ပါတော့ပြောနော်ကောင်းတာဆိုရင်မလုံနဲ့လို့တကူမှပြောစရာမရှိပါဘူးမလုံနဲ့လို့ပြောမှအကုသိုလ်ပဲပြောနော်ကောင်းတယ်လို့ဆိုရင်ဒါနကုသိုလ်လည်းကောင်းတယ်သီလကုသိုလ်လည်းကောင်းတယ်အကုသိုလ်ပဲဖြစ်ဖြစ်လုံးတဲ့နှုတ်တိုက်တာလုံးအောင်နော်မလို့ရမယ်ကုသိုလ်ဆိုတာမရှိဘူးမြတ်စွာဘုရားကမလို့ရမှာကြတော့တပ္ပပပတ္တအာကရဏရုပ်မာတဲ့အလုပ်တွေတခုမှမလုပ်နဲ့လို့ပြောတာအကုသိုလ်လုပ်တွေတခုမှမလုပ်နဲ့တပ္ပဆိုတာအကုန်လုံးချွင်းချက်မရှိတခုမှမလုပ်နဲ့ကုသလတုပတ္တပရာကုသိုလ်မှန်သမျှကြတော့ကိုယ်တဏ္ဍမရရအောင်ကြိုးစားနော်အဲ့တော့အခုရှေ့အားလေးချိန်လေးမှာတရားထုတ်တော်မယ်ဆိုလို့ရှိရင်သိလိုက်တာလေးတွေကိုယဉ်သိဖို့လိုတယ်သိပြီးတော့မှ
လုပ်တဲ့လို့မို့ဆိုလို့ရှိရင်တောင်းမှုဘယ်လိုတည့်ရတဲ့လို့မသိမနဲ့တည့်ရင်ချော်ကြပြီလမ်းနဲ့ဒုက္ခရောက်သွားတယ်နော်တောင်းတက်တဲ့ဆိုရင်လည်းတောက်တက်တဲ့နိပညာရှိတယ်အဲ့ဒီနိပညာနဲ့ရှေ့မကူရင်လည်းရေကူတတ်ဖို့နိပညာရှိတယ်ကမ္မထအထုတော်မဆိုရင်လည်းကမ္မထအထုတဲ့နိပညာကိုရှေ့ဥစွာသိရမယ်မသိမနဲ့ရန်ဆန်လို့တလွဲတွေကုန်ဖြစ်ကုန်နော်အဲ့တော့သမထဆိုတာတတိကယူပေးတဲ့အာယုန်လေးပေါ်မှာစိတ်ကိုကြာရှိစွာထားနိုင်အောင်လုပ်တာသမထနော်ထွက်လေဝင်နေနဲ့လုပ်တယ်ဝိပဿနာကြတော့တတိကယူပေးတဲ့အာယုန်ကိုနားလည်အောင်လုပ်အောင်သဘောပေါက်အောင်နားလည်သူသဘာဝတိုင်းမြင်အောင်လုပ်ရမယ်မတူဘူးတော့ယူပေးတာကတော့တတိကြီးပဲတတိကယူပေးတဲ့တမာတိကညှိသွားအောင်လုပ်တာတယ်ဝိပဿနာကြတော့တတိကယူပေးတဲ့အာယုကိုအဖြူအမဲအစစ်မှန်ကွဲအောင်စဉ်းကျင်သုံးသပ်ရမယ်အဲ့နှစ်ခုကမတူတတ်ဘူးနော်မတူတော့ကိုလို့တာသမထလားဝိပဿနာလားအရင်ကွဲအောင်လို့ကိုလို့ချင်တာသမထလားဝိပဿနာလားသမထရောစိတ်ငြိမ်အောင်ပဲရှိမယ်နော်ဝိပဿနာကြတော့ကိလေသာတွေကိုဖယ်ရှားတယ်သမထကဖယ်ရှားရင်ခိလခဏဖယ်ရှားတယ်ဝိပဿနာကြတော့ထာဝရဖယ်ရှားဘာလို့လဲဆိုရင်သမထကသမာဓိဝိပဿနာကပညာလုံးနဲ့သမာဓိလုံးမတူအဲ့ဒါကွဲဖို့လိုတယ်ဘုန်းကြီးတို့ငယ်တော့တရားထုတ်တော့သမထနဲ့ဝိပဿနာမကွဲခဲ့ဘူးမှန်တိုင်းပြောရမယ်ဆိုရင်စားရတော့သိတယ်လေသမထဝိပဿနာတကယ်လက်တွေ့လို့တဲ့အခါကျတော့သမထနဲ့ဝိပဿနာမကွဲတော့နော်ကွဲအောင်လုပ်တယ်ကိုလုပ်တာသမထလားဝိပဿနာလားရောထွေးနေတတ်တယ်အဲ့ဒါကြောင့်မို့သမထအလုပ်မဲ့ဆိုရင်တတိယူပေးတဲ့အာယုံကိုစိတ်ငြိမ်အောင်မဲ့ကြိုးစားတောင်းတွေမြောက်တွေမတွေ့နဲ့တခုတည်းပေါ်မှာစိတ်ကိုထားဧကကတာ one pointedness point တခုတည်းမှာစိတ်ကိုငြိမ်အောင်နေအဲ့ဒါသမထဝိပဿနာကြတော့အဲ့ဒါတော့မဟုတ်ဘူးတတိကယူပေးတဲ့အာယုံရဲ့သဘောတဘာဝကိုသိရှိနားလည်အောင်စဉ်းစားလိသိလိမစဉ်းစားရမရအောင်တချို့ကမ္မဋ္ဌာန်းဆရာတွေကဟောတယ်ကမ္မဋ္ဌာန်းနဲ့မတွေးနဲ့တဲ့မတွေးနဲ့ဆိုတာဘာကိုလဲလောကကြီးမှာမတွေးတဲ့နာရှိတယ်တွေးတဲ့နာရှိခွဲတော့ပြောရတယ်မတွေးနဲ့ဆိုတာအိမ်ကိုပြန်မတွေးနဲ့လောဘနဲ့မတွေ့နဲ့ဒေါသနဲ့မတွေ့နဲ့မောဟနဲ့မတွေ့နဲ့အတိတ်ကအဲ့ဒီပြန်မတွေ့နဲ့အဲ့လိုပဲပြောမတွေ့နဲ့လို့ပြောလို့တွေ့ရမယ်အပါတော့စေကိုရှုမှတ်နေတဲ့အာယုံတော့တွေ့ရမယ်နော်ကိုကြည်နေတာကိုလုံနေတာကိုတော့တွေ့ရလိမ့်မယ်ဟုတ်လားမဟုတ်လားတွေ့ရမှာနော်တွေ့တာကိုသမသင်္ကပ္ပလို့ခေါ်တာဒီနေရာမှာတွေ့မှသိတယ်မတွေ့မသိဘူးတဝဝတရားကိုတွေ့မှသိမယ်အဲ့ဒါကြောင့်သမသင်္ကပ္ပနော်ပြီးတော့ကပ္ပဋအထုခသာမှာပစ္စုပန်ဆက်ဆက်ကြီးကိုသိအောင်လုပ်ရမယ်ဆိုမဖြစ်နိုင်ဘူးနော်ရင်ကျက်လာတဲ့ကတော့သူဖြစ်လာအစပဒမတော့ပညာနဲ့နေနဲ့သွားတယ်သူနော်ပညာဆိုတဲ့နေရာမှာဝိပဿနာကမ္မဋ္ဌာန်းအထုတ်တဲ့အခါမှာကိုယူလိုက်တဲ့အာယုန်ဒီသဘာဝအာယုန်ဖြစ်ရမယ်တတ္တဝါဆိုတဲ့အမြင်နဲ့မကြည့်နဲ့တော့နော်ရုပ်ဆိုတဲ့သဘောတရားနာမ်ဆိုတဲ့သဘောတရားရှုတော့ငါပဲကြည့်တော့အဲ့ဒီမဲ့သဘာဝတရားသက်သက်အနေနဲ့မြင်အောင်လုပ်မယ်အဲ့ဒါကြမှာဉာဏ်မြင်ဖြစ်ပါအဲ့တော့
အခုသမထတော့လွတ်တတ်ကြပါလိမ့်မယ်ဝိပဿနာအကြောင်းလေးကိုနည်းနည်းပြောမယ်နော်အဲ့စာရွက်တွေဝေထားတာကိုဘာဖြစ်လို့စာရွက်တွေဝေထားရတယ်လဲအလုံးလုံးတော့မယ်ဆိုရင်ကားမောင်းလို့ရှိရင်မလုပ်ရတယ် how to drive ကားပဲတော့မောင်းရမယ်ဆိုတာသင်ရတယ်လေ how to drive ကောင်းပဲလို့မောင်းရမယ်ဆိုတာမသိမဲနဲ့တက်ကားမောင်းရင်တိုက်ကုန်မှာပေါ့ဘာပဲဖြစ်ဖြစ်သင်ရမယ်တောင်းတက်ရင်လည်းပဲ how to climb up သင်ရမယ်တောင်းတက်နည်းကိုသင်ရမယ်ရေကူးခြင်းနဲ့ရေကူးနည်းကိုသင်ရမယ်အခုလေဝိပဿနာတရားထုတ်တော့မယ်ဒါသမထမဟုတ်ဝိပဿနာကိုထုတ်ဖို့နော်ဝိပဿနာတရားထုတ်မယ်ဆိုရင် how to practice how to meditate သင်ကိုသင်ရမယ်မသိရင်သမထလားဝိပဿနာလားမကွယ်တော့ကိုတွေ့ကျင်တာတွေတွေ့ပြီးတော့မြင်ကျင်တာတွေပြင်းအဲ့ဒါတွေနဲ့ပဝေမြင်သွားတယ်တချို့လည်းပဝေမြင်ုံနဲ့မကောက်ကိုပွင့်ကိုမထိန်နိုင်တဲ့အခါကျတော့ယူသွားတာတွေလည်းရှိတတ်တယ်နော်ယူသွားတာကမ္မထာကြောင့်ယူတာမဟုတ်ဘူးသူကသူမထိန်လို့ယူသွားတာကမ္မထာကမယူစေတတ်ပါဘူးအယူပြောက်တာပတ္တစာရီပြောက်သွားတာအယူပြောက်သွားတာကမ္မထာကြောင့်အယူပြောက်သွားနော်ယူတာတခြားအကြောင်းယူတာတရားကြောင့်ယူသွားတာအဲ့တော့ဝိပဿနာတရားတော့မယ်ဆိုရင်ဝိသုဒ္ဓိမေမှာပညာဘူမိတဲ့ဝိပဿနာပညာရဲ့ဘူမိသူရဲ့လေ့ကျင့်ရမယ့်ကွင့်မို့ဆိုလိုတာကဝိပဿနာတရားတော့အမယ်ဆိုရင်ပေါ်လုံးကစားရင်ပေါ်လုံးလေ့ကျင့်တဲ့ကွင့်ရှိတယ်နော်ဝိပဿနာတရားထုတ်ရင်လည်းဝိပဿနာကွင်းကာမောင်းသိရင်လည်းကာမောင်းနဲ့ကွင်းရှိကိုရှိတယ်နော်အခုလေအဲ့ဒီကွင်းလေးကိုနည်းနည်းသိပေးမလို့ကွင်းလေးကိုသိပေးအဲ့ဒါကိုစာပေကျမ်းကမှာပညာပုပိလို့ခေါ်တယ်ပညာပုပိပညာလေ့ကျင့်ရမယ့်ကွင်းအဲ့ဒီပညာဆိုတာဝိပဿနာပညာအဲ့ဒီလေ့ကျင့်ရမယ့်ကွင်းနဲ့မှာရှုဥစွာပါလို့ဥက္ကဟစကလုံးတွေကိုမှတ်သားရပြီးတဲ့အခါကျတော့ပရိပု္ပ္ပာမရှင်းတာတွေကိုပြရမယ်လေ့ကျင့်ရမယ်ပြပြန်ရမယ်နော်ဒါသင်္နမယ်သင်္နဆိုတာအဲ့ဒါပြောတာစကလုံးကိုပထမသိရမယ်ပဲပညာဖြစ်သူတန်းနေသူရှိတာပဲလေနော် technical term ဆိုတာတွေကသင်ကိုသိရအဲ့တော့ပညာပုပိဝိပဿနာရဲ့လေ့ကျင့်ခွင့်မှာလှုပ်လို့အမှာဥက္ကပထမသိယူပါစကလုံးတွေကိုသိယူပါပြီးတော့မှပရိပု္ပ္ပာအတိဘယ်ကိုမေးပါအတိဘယ်ကိုနားလည်အောင်လေ့ကျင့်ပြီးပြီဆိုတော့မှဘာလို့อ่ะဒီပေါ်မှာရှုမှတ်တဲ့သဘောလာရမှာအလုပ်လုပ်ရမယ်လုပ်ငန်းခွင်ဝင်ရမယ်ဒီလိုဆိုလို့လေနော်မသိမဲ့နဲ့လုပ်ငန်းခွင်ဝင်ကိုယ်ကားလေးကုန်ဖြစ်ကုန်တယ်အဲ့တော့ဝိပဿနာရဲ့လေ့ကျင့်တဲ့ကွင်းဆိုတာဘာလို့ခန္ဓာ၅ပါးကလည်းလေ့ကျင့်မှုကွင်းတစ်ခုပဲဆိုလိုတာလေးကိုအာရုံပြုကြတယ်ဝိပဿနာတရားအထုတ်တော့မယ်ဆိုရင်ငါမှတကယ်ရှိတာခန္ဓာ၅ပါးပဲတော့ကြစိတ်နဲ့ကကြည့်ရှိတယ်လို့သွားတွေးနေတယ်ငါမှတကယ်ရှိတာကိုယ်ခန္ဓာကိုယ်ရှိနေတာကခန္ဓာ၅ပါးပဲဟုတ်လားရုပ်နဲ့နာမ်တစ်ခုပဲရှိတယ်mind နဲ့ body မိုင်းဆိုတဲ့အသိစိတ်နဲ့ body ဆိုတဲ့ယုတ်ခန္ဓာကြီးဒီနှစ်ခုပဲရှိတယ်နှစ်ချုပ်လိုက်ဒီနှစ်ခုပဲအဲ့ဒီတော့အဲ့ဒီနှစ်ခုကိုစဉ်းစားတဲ့အခါမှာဒီ body ဆိုတဲ့အထီကိုရပါမှမသိဘူးသိတတ်တဲ့သဘောမရှိဘူးအဲ့ဒီ body မှာမိပြုတ်ပြီးတော့ပေါ်လာတဲ့စိတ်ကလေးကသိတာ
ပေါ်ရီမရှိပဲလေဒီစိတ်ကဖြစ်လို့မရဘူးပေါ်ရီနဲ့စိတ်ဒီနှစ်ခုပေါင်းပြီးတော့စားခြင်းနဲ့ဆိုရင်စိတ်ကစားခြင်းနဲ့ဆိုရင်ယောဂထားစားစိတ်ကသွားခြင်းနဲ့ဆိုရင်ယောဂထားသွားလိုက်ရုပ်မပါရင်စိတ်ကအကျိုးပဲဘာမှမသိဘူးဘာမှလုပ်လို့မရဘူးစိတ်ကြီးကဘာမှလုပ်လို့မရဘူးအထီးကိုမှမရှိတာနော်အကောင့်ထဲမရှိဘူးအကောင့်ထဲမရှိဘူးဆိုပြီးမဲ့တို့လူရပြောကြတာငါစိတ်ကိုလာမစမ်းနဲ့အကောင့်ထဲပြစမ်းမှဆိုရင်ဒီစိတ်ကရှိမှမရှိဘူးသူပြရင်လက်တွေခြေတွေပဲပြနော်ရုပ်ပဲပြတာလေစိတ်ထွက်ခဲ့စမ်းဆိုရင်စိတ်ထွက်တဲ့စိတ်ထွက်ခဲ့စမ်းဆိုဘာမှမြင်ရမှာမဟုတ်စိတ်ဆိုးတယ်ဆိုတာရုပ်မှပဲသိရတာရုပ်ကြည့်ပြီးတော့သိရတာလေအဲ့တော့စိတ်နဲ့ရုပ်ကပေါက်ပြီးတော့နေတာစိတ်ခိုင်းတာကိုရုပ်ကလှုပ်နေတယ်စိတ်နဲ့ရုပ်နဲ့အပြန်အလှန်ထောက်ကူပြုပြီးတော့လှုပ်ရှားနေတယ်အဲ့ဒီတည်းမဲ့တတော်လို့ပြောစရာလည်းမရှိဘူးပြုလို့သူလို့ပြောစရာလည်းမရှိဘူးဆိုတာသိကြအောင်ကိုယ်မှခန္ဓာ၅ပါးပဲရှိတာဆိုတာကိုအကျဉ်းကြီးသိကြလောက်အောင်ကြည့်တခြားပါတွေ့တယ်အဲ့ဒါကိုသိကြအောင်ကြည့်အဲ့ဒါတတိနဲ့ပညာစပြီးတော့လှုပ်လို့ရှိလိုက်တယ်လို့နော်နောက်တကအာယတနာ12ပါးနောက်ဓာတ်18ပါးဒါတွေပဲရှိတယ်အဲ့ဒီမှာခန္ဓာ၅ပါးဆိုတာအကျဉ်းဆုံးကိုပြောတာညံ့ထက်တဲ့ပုဂ္ဂိုလ်တွေအတွက်အကျဉ်းဆုံးကိုပြောတာအာယတနာ12ပါးဆိုတာမကျဉ်မကျဲဒါကြတော့အကျဲပြောတာခုခေတ်လူတွေတော့ဓာတ်18ပါးပိုကြီးကြည့်တယ်နော်ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတာဓာတ်18ပါးဓာတ်ကြီး၄ပါးနဲ့မဆိုင်ဘူးဓာတ်ကြီး၄ပါးကရုပ်ပဲပြောတာနော်ဒီဓာတ်18ပါးဆိုတာကအလုံးကိုပြောတာကိုယ်ခန္ဓာကိုယ်မှာရှိတာတွေကိုအကုန်ပြောလိုက်တာဓာတ်18ပါးနော်အဲ့တော့ရှိတာတွေမကဘူးရနိုင်တာပါထည့်ပြောထားတာတချို့နေရာမှာနော်ကမ္မထာအထုကြတော့ရှိတာပဲအထုမရှိတာဥပမာဓမ္မဓာတုဆိုတဲ့မဲ့နိဗ္ဗာန်လည်းပါနေတယ်နိဗ္ဗာန်အကုန်မရှိလားမရှိဘူးနော်အဲ့တော့တရားအထုတဲ့ကနိဗ္ဗာန်ပဲထားနိဗ္ဗာန်ကပန်းနိုင်အလိုလိုအမဲ့ကွင်းနေမှာနိဗ္ဗာန်မပါဘူးအဲ့တော့ဓာတ်18ပါးကိုအရင်သိရအောင်အဲ့တော့အဲ့ဒါလေးကိုဖတ်တတ်အောင်ဘုံဘကရင်ဖတ်ပြမယ်ပြီးတော့တပိုက်ချင်းလိုက်ဆိုပြီးတော့ဝိသဒပရိစိတာတဲ့နှုတ်နဲ့လည်းလောက်ရတဲ့ဒါအလုတ်ကနော်နှုတ်နဲ့ကအပြင်းမထူနဲ့နှုတ်ကိုလောက်အောင်ကြက်ရတာနော်ကြက်ရတယ်ကြက်ပြီးပြီဆိုတော့မှတ်တာပြီးတော့မှစဉ်းစားမယ်တို့အိမ်ပြန်ပါမပါပဲနဲ့မျက်စိလေးမိတ်ကမ္မထာတိုင်းလေးပဲကြံသွားလိမ့်မယ်နော်ဒါလေးတော့ကမ္မထာတို့တဲ့ကသိအောင်လို့အဲ့စာရွက်လေးကိုကြည့်ဓာတ်18ပါးကောင်းစေဒါကဘုံဘုံရေးထားတာမဟုတ်ဘူးအဘိဓမ္မာ9ကျမ်းနဲ့မှာဓာတုဝိပင်္ဂဆိုတဲ့အခန်းပါတယ်အဲ့ဒီဓာတုဝိပင်္ဂပါဠိတော်ဟာဘုံဘုံရေးတာမဟုတ်ဘူးနော်အဲ့ပါဠိတော်အဘိဓမ္မာ9ကျမ်းနဲ့အဘိဓမ္မာပါဠိတော်တွေကစာပိုက်တစ်ပိုက်ထုတ်ပြီးတော့ပြောတာကဲအဲ့ဒါလေးကိုပထမဘုံဘုံဖတ်ပြမယ်နောက်တစ်ခါကျတော့လိုက်ဆိုမယ်နောက်တစ်ခါကျတော့တလုံးညင်ရွတ်ကြမယ်နော်ပထမကအထရတဓာတုယောအဲ့ဒီမှာအထရတအလုဖတ်ရမယ်အလုမဖတ်နဲ့အလုဖတ်ဘာဖြစ်လို့ဆိုရင်နောက်ကတတလင်းကြီးနဲ့ထဝမှုဆင်ထားတာလေရက်ကနှလုံးဆင်ထားတာနော်အဲ့တော့အလုမဖတ်ပဲနဲ့အလုဖတ်လိုက်အထရတအထရတအထဆိုတာရှိရတဆိုတာကဒါကိုရာဂောဖြစ်ပြောင်းတာနော်ဒါတွေကိုရာဂောဖြစ်ပြောင်းတာတတဆိုတာ30ရှင်းနဲ့30 18ဆိုလိုတာကအနေကိုရှေ့အထာဖတ်တာအထာရတဆိုတာ18
ညမလူရပြောင်းမြတ်ဖတ်တာ80ဟုတ်လား80နဲ့10ပေါင်းတာ80အဲ့လိုပါဠိကအထာရတဓာတုယောနော်အထာရတဓာတုယောပြီးတော့စက္ခုဓာတုရူပဓာတုစက္ခုဝိညာဏဓာတုဆက်ဆိုတာကာကြီးကိုအသက်အနေနဲ့ဖတ်လိုက်တာနော်ပါဠိဖတ်နည်းလေးကိုသိချင်တာတော့တာစာလုံးကြီးကတ္တဆက်အောက်ကခါခွေးနဲ့တစ်ချောင်းငယ်ခုစက္ခုနော်စက္ခုဓာတုပါဠိကြတော့ရကောက်ကိုအင်္ဂလိပ်အာသန်နဲ့ပဲဖတ်ရမယ်ဝိုင်းသန်နဲ့မဖတ်နဲ့အာသန်နဲ့ရှားလိုက်တဲ့ရူပဓာတုစက္ခုဝိညာဏဓာတုဝိညာမဟုတ်ဘူးဝိညာလို့ဖတ်နာကညာနှလုံးနဲ့ဆက်ထားတာနော်စက္ခုဝိညာဏဓာတုဒါကတွေ့သောတာဓာတုဒါတွေနှလုံးစင်တာတော့အပေါ်ကအတ္တတတ္တဓာတုသောတာဝိညာဏဓာတုခန္ဓာဓာတုနော်ခန္ဓာကြတော့ကံငယ်နတ္တကံအောက်ကတာကိုခြိုက်ကိုတန်ထွဲခန္ဓာနော်ခန္ဓာဓာတုကာဏဝိညာဏဓာတုဒီအကြတော့စီဝါစီဝါဟာဆိုတဲ့အိဗယ်ပဲပေါင်းလိုက်တာနော်တချို့ကဟာလို့မပတ်တတ်တာတွေရှိတယ်ပေါ့ဒါလည်းမပတ်တတ်လို့ရှိရင်တော့ကြိုးစားကြည့်ပေါ့စီဝါဟာဝါကရှေ့ကဟာကနောက်ကသူတို့နှစ်ခုပေါင်းဖတ်ရမှာစီဝါဟာနော်သူကြတော့စိတ်လုံးမဖတ်ရအောင်ဘာလို့မဖတ်တာတော့ဆိုရင်ဝါနဲ့ဟာကသူကအဝက်လို့ခေါ်တဲ့အုပ်စုတွေကမဟုတ်ဘူးနော်အုပ်စုတွေကမဟုတ်လို့မတူလို့ရှိရင်နှစ်ခုစလုံးအသက်ထွက်အောင်ဖတ်စီဝါနော်ရေးရစီဝါဟာလို့ရေးတဲ့အတိုင်းပဲဖတ်တော့တတန်နဲ့စီဝါအမလေးအင်္ဂလိပ်တွေတောင်ဖတ်နေသေးတာပဲဒါပါဠိကိုခက်တယ်လို့မအောင်မေ့နဲ့ဖျားဟောတာတဲ့စကားလုံးလေးတွေဖတ်ကြည့်နော်အင်္ဂလိပ်လိုကိုယ်ကစကားလုံးပေါင်းတာမရှိဘူးဒီမှာရှိတဲ့အတိုင်းဖတ်ရတာနော်အင်္ဂလိပ်ကကိုယ်ကပေါင်းတယ်ကနိုးလို့ရေးပြီးတော့နိုးလို့ဖတ်တာလေကိပဲရောက်သွားတယ် I know you ဆိုရင် I know you လို့မဟုတ်ပဲနဲ့ပဲရောက်သွားတယ်သူရေးရဖတ်ချင်မှဖတ်တာ PUD ကြတော့ပုတ်ဖတ်ပြီး PUD ကြပတ်လို့ဖြစ်ရတာပုတ်ဆိုရင်ဘလို့ပဲဖတ်ဖို့အလုံးဖတ်ဖို့ဒီဆိုရင်ဒီအိုဆိုဒူလို့ဖတ်ရင်ဒီအိုကြတော့ဘာလို့ဒူဖြစ်သွားတာလဲသူလည်းဖတ်ကြရဖတ်တာပါဠိကအဲ့လိုမဟုတ်ဘူးနော်ရှိတဲ့တိုင်းဖတ်ပါဠိကရှိတိုင်းဖတ်တာအသာစကားဆိုတာအဲ့လိုပဲသူတို့ကပါဠိကြတော့အပြစ်ပြောတယ်ဘယ်နဲ့ပူကန်လို့ရေးပြီးပကံသွားလို့ဖတ်တယ်ဘယ်ခုလို့ရေးပြီးဘာလို့ပကိုးလို့ဖတ်တယ်အဲ့ဒါကြတော့အပြစ်မြင်တယ်အင်္ဂလိပ်တွေကအဲ့တော့သူတို့လည်းပြန်ပြောလိုက်ဖို့မင်းတို့လည်းကနိုးလို့ရေးပြီးဘာလို့နိုးလို့ဖတ်တာတော့ရှိတယ်လေ listen လို့ရေးပြီး listen ဒီကပဲပြောသွားတယ် silence ဆိုတာရှိတာသူတို့မှလည်းနော်အဲ့တော့ဒါတွေကအငြင်းမပွားနဲ့စကလုံးတွေကနော်ပြီးတော့နောက်စီဝါဓာတုရတဓာတုစီဝဝိညာဏဓာတုကာယဓာတုဒါကြတော့အစစ်နေဆက်နေတယ်တခြားကြည့်ဖို့မဟုတ်ဘူးနောက်ကတတလင်းကြီးနဲ့တပ်ပြီးတော့ဖို့လို့ဖတ်ဖို့နော်ဖို့ထပ်ပါနောက်ကပါလဲထပ်ပါဖို့ထပ်ပါဓာတုဖို့ထပ်ပါဓာတုဖောက်သူကအင်္ဂလိပ်ဖတ်တယ်လို့ဖတ်
ဖြာတဲ့အထက်သွားနဲ့အောက်နှခမ်းနဲ့ဖတ်နော်အဲ့လိုဖတ်လို့ဖတ်မဲအင်္ဂလိပ်ကျတော့လည်းဖတ်တတ်တာပဲဒါလည်းပါဠိနဲ့ဖတ်တတ်အောင်လို့ဘုဒ္ဓဘာသာတုကာယဝိညာဏဓာတုမနောဓာတုဓမ္မဓာတုမနောဝိညာဏဓာတုဒါ18ပါနော်ဒါလေးတွေဟာစကလုံးလေးတွေဟာအသိဖြစ်နေပဲလို့ကိုယ်ခန္ဓာကိုယ်ထဲမှာရှိနေတာတွေကိုထုတ်ထားတာနော်လူတိုင်းမှာရှိတာတွေကိုထုတ်ပြထားတာကဲအဲ့ဒီတော့လိုက်ဆိုကြည့်အထာရတဓာတုယောစကုဓာတုရူပဓာတုစကုဝိညာဏဓာတုသောတာဓာတုသတ္တဓာတုသောတာဝိညာဏဓာတုကာဏဓာတုကန္ဓဓာတုကာဏဝိညာဏဓာတုစေဝဓာတုရတ္တဓာတုစေဝဝိညာဏဓာတုကာယဓာတုဘုဒ္ဓဘာဓာတုကာယဝိညာဏဓာတုမနောဓာတုဓမ္မဓာတုမနောဝိညာဏဓာတုကဲသုံးခေါက်လောက်ဖြည်းဖြည်းလေးဆိုကြည့်ပါအတ္တရတ္တဓာတုယောစကုဓာတုစကိတိုင်အထာရတဓာတုယောအထာရတဓာတုယောကဲအဲ့ဒါလေးကိုအလိုရသည်ထီအောင်ဖတ်တာပေါ့နော်ကျက်တယ်ဆိုတာအကျိတ်ချင်းဖတ်တာအကျိတ်ချင်းဖတ်လိုက်ရင်အမိသွားလိမ့်မယ်နော်အဲ့ဒီမှာအတိဝဲလေးနည်းနည်းပြောမယ်နောက်ရကြပါအကျိတ်ထပြောပြဓာတုဆိုတာတဘာဝလို့နေပဲရတယ်နော်ပပကပါဒမပြန်မဲ့နဲ့ဓာတ်လို့ပြန်တာဓာတ်လို့ဆိုတာဓာတုဆိုတဲ့စကားလုံးကိုဓာတ်လို့ပြောလိုက်တယ်ဆိုလို့တဲ့အဓိပ္ပာယ်ကရသော်ပြဆိုလို့တဲ့အဓိပ္ပာယ်ကဒါဟာစီဝမဟုတ်ဘူးတတ္တဝမဟုတ်ဘူးတဘာဝတသက်ဖြစ်တယ်အဲ့ဒါကိုဆိုလို့တယ်နော်တတ္တဝမဟုတ်ဘူးဆိုတာဒီကဓာတုဆိုတာတတ္တဝမဟုတ်ဘူးတဘာဝတရားတသက်တာဖြစ်တယ်
သူတဘာဝနဲ့သူကြောင်းသူပေါ်လာတာနော်တဘာဝတသက်ဖြစ်လာရှိဆိုတာတတ္တဝမဟုတ်ဘူးလေသူတဘာဝတိုင်းဖြစ်လာတာလေလောက်ကိုလို့တာလည်းမဟုတ်ဒါပေမဲ့လို့ဘုရားသခင်ဖန်ဆင်းတဲ့တို့တချို့ကပြောကြတယ်ပေါ့နော်မိဆိုတာလည်းသူတဘာဝပဲသူဖြစ်လာသူအကြောင်းနဲ့သူဖြစ်လာအဲ့တော့အခုပြောတဲ့အရာတွေဟာသူတဘာဝတိုင်းသူဖြစ်နေတဲ့တဘာဝတသက်များတာ phenomenon လို့ခေါ်တာပေါ့ phenomenon အင်္ဂလိပ်လိုကျတော့ phenomenon ဆိုတာတဘာဝတရားတသက်ပဲတတ္တဝမဟုတ်ဘူးနော်သို့တော့ဒါတွေမှာဆိုင်ရာအကြောင်းတော့ရှိတယ်အသက်မဟုတ်ဘူးဘဝတစ်ခုနဲ့တစ်ခုပြောင်းလဲသွားတဲ့တတ္တဝလည်းမဟုတ်ဘူးသက်ရှိတတ္တဝမဟုတ်ဘူးတဘာဝတရားတသက်တာဖြစ်တယ်အဲ့ဒီဓာတုရဲ့အဓိပ္ပာယ်ကအဲ့ဒါနော်တဘာဝတသက်ဆိုတဲ့အဓိပ္ပာယ်ကိုပြောပြတာအဲ့တော့ဟုတ်ပြီစက္ခုသောတာခန္ဓာစီဝါကာယမနောနော်အဲ့ဒီဟာကတတဘာပြောတာလဲမျက်စိနားနှာခေါင်းလျှာကာယစိတ်ဒါလေးပြောတာကိုယ်တဏ္ဍမှာရှိတာတွေပြောတာနော်အဲ့ဒီမျက်စိနားနှာခေါင်းလျှာကာယစိတ်ဘဝင်စိတ်စိတ်ဆိုတာဘဝင်စိတ်ဆိုတာဘဝရဲ့အစကတည်းကဖြစ်လာတဲ့စိတ်နော်ဘဝင်စိတ်မျက်စိနားနှာခေါင်းလျှာကိုယ်ကာယဘဝင်စိတ်ဒါကိုယ်တဏ္ဍမှာရှိနေတယ်အဲ့ဒီမျက်စိနဲ့လာပြီးတော့မျက်စိရှိရောက်ပြီးတော့ဖြစ်လာတဲ့အကရူပအစင်ဆိုတာကာလာဖုံးနှစ်ခုစလုံးနဲ့ဆိုင်တယ်အဲ့ဒါကြောင့်လို့ရူပဆိုတာဒီ visible object လို့အိမ်နဲ့လို့ပြန်တယ်မျက်စိနဲ့မှမြင်လို့ရတဲ့အရာအဲ့ဒါဆိုရင်နားလည်နေမယ်မျက်စိနဲ့မှမြင်လို့ရတဲ့အရာဒီအမြင်ရတာမျက်စိနဲ့ပဲမြင်ရတဲ့အားရှိတယ်ဒီအတ္တရောမြင်ရလားအနတ်ရောမမြင်ရဘူးအရာသာရောစာကြည့်ပြီးငါနဲ့တော့မသိဘူးလားသိတာအတွေ့အကြုံကြသိတာဒါဘုစားတဲ့တရားမခတ်တဲ့လူတွေအဲကြောင့်မတ်တအလို့သိတာတကယ်ရနော်မျက်စိနဲ့မှကြည့်လို့ရတယ်နားနဲ့နားထောင်လို့မရဘူးနှာခေါင်းနဲ့ရှုလို့မရဘူးဆိုတဲ့သူတဘာဝနဲ့သူမျက်စိထဲမှာပေါ်လာတာကရူပနော်မျက်စိထဲပဲကြည့်လို့ရတယ်အတ္တရူပတတ္တအစင်အတ္တကဏ္ဍဆိုတာအနံရတဆိုတာယတာဖုဒ္ဓဘာဆိုတာအထီးတွေ့ဓမ္မဆိုတာသဘာဝတရားကြတ္တလို့ပြောတာ remaining လို့ပြောလိုက်တာဓမ္မလို့သုံးလိုက်တာဒီအထက်က၄ခုကကြတ္တအလုံးနော်ကြတ္တအလုံးကိုဓမ္မလို့ပဲခေါ်လိုက်တာသူကြတော့ဆိုရရှိသေးတယ်နော်အစင်အတန်အနာအယတာအထီးတွေ့ကြတ်တဲ့အာယုဒါကအစင်ကဘယ်သူနဲ့ဆက်တော့မျက်စိနဲ့အတန်ကပဲအကြနာအနံကဘယ်သူနဲ့ဆိုင်နှာခေါင်းနဲ့အယတာပဲနဲ့ဆိုင်တရားနဲ့ဆိုင်အထီးတွေ့ရပါနဲ့ဆိုင်ကိုယ်ကာယနဲ့ဆိုင်ဓမ္မဆိုတဲ့ကြတ်တဲ့အာယုကပါနဲ့ဆိုင်ပဝိစိတ်နဲ့ပဲဆိုင်နေနော်ပဝိစိတ်နဲ့မှသိနိုင်အဲ့တော့ကိုယ်မှရှိတာတွေကြီးပဲနေ့တိုင်းတွေ့နေယိုးနေတာလေမယိုးမနေဘူးလားယိုးနာပဲလေဒါနေ့တိုင်းရှိနေပဲကိုယ်ရရှိတာအဲ့တော့စက္ခုနဲ့ရူပနှစ်ခုစုံလိုက်တဲ့အခါဖြစ်လာတာကစက္ခုဝိညာဏဓာတုဝိညာဏဆိုတာစိတ်အသိစိတ်မျက်စိပေါ်မှာဖြစ်လာတဲ့အသိစိတ်စက္ခုဝိညာဏစက္ခုဆိုတာမျက်စိနဲ့ပတ်သက်တဲ့အသိစိတ်မြင်ပြီးတော့သိတာသောတဝိညာဏဆိုတာအတန်ကြာပြီးနားတဲ့ကနားကိုမြည်ပြီးတော့ဖြစ်လာတဲ့အသိစိတ်ကာတဝိညာဏဆိုတာနှာခေါင်းကိုမြည်ပြီးဖြစ်လာတဲ့အသိစိတ်နှာခေါင်းမရှိမရတော့မျက်စိမရှိရင်မရဘူးပါမျက်စိကန်းသွားရင်စက္ခုဝိညာဏစိတ်မပေါ်တော့ဘူးနော်
နာကန်တော်လို့ရှိရင်သောတာဝိညာဏစိတ်ပေါ်တော့နောက်တကခန္ဓာဝိညာဏစိတ်နှခေါင်းစီဝါလျာဖြတ်ပလိုက်ရင်မရတော့စီဝါဝိညာဏစိတ်ကာယဝိညာဏဆိုတာတကုတ်လုံးမှနှံ့နေတာ sensitive body ပဲဒီအထိထိသိတယ်ဆန်းဖြားလေးကြတော့မသိဘူးဇာတာတွေအကုန်သိတယ်ထုံနေတဲ့အရေးပြားတွေကြတော့မသိတော့ leprosy ဖြစ်လို့လက်ပါဖြစ်လို့ leprosy ယောဂကြောင့်ဆိုရင် sensation တွေပြတ်တယ်နော်တမန်အပြင်တကုတ်လုံးမှရှိတယ်အဲ့ဒီကာယနော်ဖုဒ္ဓဘာကာယဝိညာဏအဲ့ဒီကိုယ်ကာယကိုပြီးပြီးတော့ဖြစ်တဲ့စိတ်ကာယဝိညာဉ်စိတ်နောက်တကမနောဝိညာဏစိတ်ဘဝင်စိတ်ကနေပေါက်ဖွာလာတဲ့လှုပ်ရှားတဲ့စိတ်တွေကမနောဝိညာဏအဓိကမနောဝိညာဏစိတ်ကများတယ်ကမ္မထာအထုတ်လေမနောဝိညာဏစိတ်နဲ့ပဲအထုတ်တာဒါကြောင့်မလို့သူ့ကိုနှစ်ထပ်ကွမ်းသုံးတာမနောကလည်းစိတ်ဝိညာဏကလည်းစိတ်နှစ်ထပ်ကွမ်းသုံးတာနော်မနောရဲ့ဝိညာဏရဲ့မနောဝိညာဏရဲ့ပေါက်လိုက်တယ်မနောဆိုတာကတလောက်အင်အားမရှိဘူးဝိညာဏသက်သက်ကလည်းတလောက်ခွဲတဲ့အခါပေါ့နေရာတိုင်းတော့မယူနဲ့နေရာတိုင်းတော့မဟုတ်ဘူးနော်မနောရဲ့ဝိညာဏရဲ့မနောဝိညာဏရဲ့မနောဝိညာဏဆိုတဲ့စိတ်ကအပြည့်စုံစိတ်ပဲနော်လူရဲ့ခန္ဓာကိုယ်မှာစိတ်ခံစားတဲ့လောဘဖြစ်တဲ့ဒေါသဖြစ်တဲ့အလုံးကမနောဝိညာဏကြီးပဲကောနော်မနောဝိညာဏစိတ်ကြီးပဲကောကံတရားတွေလောက်တာလည်းမနောဝိညာဏစိတ်တွေပဲအဲ့မနောဝိညာဏစိတ်ကအဓိကပေါ့အဲ့တော့ဒုက္ခနာကိုရှိတာအကုန်ပဲဒါနော်ဘာတစ်ခုမှမကြက်ဘူးနော်ဥရိသေးတွေကြက်နေတော့အောက်မေ့နေတယ်ဒီတဲ့ဘအကုန်ပါတယ်ဘာမကြက်တော့ဒုက္ခနာကိုမှဖြစ်တဲ့ရုပ်ရောနာရောဒီတဲ့မှာအကုန်ပါတယ်ကမ္မထရှုဖို့အတွက်ဖြစ်လာတာကိုပြောပြတာအဲ့တော့ဒါလေးကိုရအောင်ကြက်တာပြီးတော့နောက်ရက်တည်းကျတော့ analyze လုပ်ပြမယ်တခုစီ analyze လုပ်ရမယ်လုပ်ပြီးတော့ကမ္မထရှုတာပါဆက်ပြီးတော့ဒါလေးတော့အိမ်ပြန်လက်ဆောင်လေးတွေပါတော့စာရွက်လေးတွေယူမသွားတဲ့တော့ခန္ဓာကိုယ်ရဲ့ထဲပြီးတော့ယူသွားခန္ဓာကိုယ်ရဲ့ထဲဆိုအိတ်ထောင်နဲ့ထဲမသွားနဲ့ကောင်းတဲ့ရောက်အောင်လုပ်သွားအတူရနေအောင်လုပ်တာဒါက how to practice meditation ဝိပဿနာကဒီထဲတစ်ခုကိုရှုရမှာဝိပဿနာဒါကလွယ်ရင်ဝိပဿနာအာရုံမဟုတ်ဘူးတရားနဲ့ပဲသွားမှာနော်အဲ့ဒါကြောင့်မို့လို့ပညာဘူမိဝိပဿနာပညာရဲ့သိချင်သိကြရမယ်ခွင့်ဟောတာပဲဒါသင်လိုက်ရင်ခန္ဓာ၅ပါးလည်းပြီးသွားမယ်အာယတ7ပါးလည်းပြီးသွားမယ်ဘာသာကိုသင်လိုက်တာအဓိကနော်သူကပို့ပြီးတော့ပြည့်စုံတယ်ခန္ဓာဟောတာကနန္တရားနဲ့ပတ်သက်ပြီးတော့အတိခတ်နေတဲ့ပုဂ္ဂိုလ်တွေနာမတမှုလာလို့ခေါ်တယ်နန္တရားနဲ့ပတ်သက်ပြီးအတိခတ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ခန္ဓာကိုဟောတာမြတ်စွာဘုရားကလူရွေးပြီးတော့သိပေးတာနော်ကတိခေတ္တတဏ္ဍာတော့18ပါးလူရွေးလိုက်တာဗျာသိထက်တဲ့လူတွေနန္တရားနဲ့ပတ်သက်ပြီးတော့အတိခတ်တဲ့ပုဂ္ဂိုလ်တွေကြတော့ခန္ဓာ၅ပါးရုပ်ရောနာရောနှစ်ခုစလုံးနော်ရုပ်တရားနဲ့ပတ်သက်ပြီးအတိခတ်တဲ့ပုဂ္ဂိုလ်ဘာလို့လဲဆိုရင်ခန္ဓာ၅ပါးကြတော့ရူပခန္ဓာဆိုရုပ်ကိုတစ်ခုတည်းဟောလိုက်တယ်ကြတ္တာကနံခန္ဓာ၄ပါးနံကိုတော့ဒီပြုတ်ခွဲလိုက်တယ်အဲ့ဒါကနံနဲ့ပတ်သက်ပြီးတော့မရှင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဟောတာနောက်ရုပ်နဲ့ပတ်သက်ပြီးတော့မရှင်းတဲ့ပုဂ္ဂိုလ်ရူပခန္ဓာကိုထပ်ပြီးတော့7ခုခွဲထပ်ဟောလိုက်တယ်အာယတနာစနဒါကြတော့နော်ရုပ်ရောနာရောရုပ်ကနော်ရုပ်ကပထမကောလံဒုတိယကောလံကပထမကောလံမှာလည်းပဲနန္တရားပါတယ်ဒုတိယကောလံမှာလည်းအောက်ဆုံးကတော့နန္တရားတွေပါတယ်ရုပ်နဲ့မြပြီးတော့ဟောလိုက်တာရုပ်ရောနာရောမြနှစ်ခုလုံးအတွက်ဟောပေးတာဒါ analyze လုပ်တာနော်အဲ့တော့ဒါလေးကိုမပြီးအောင်ကြိုးစားပြီးတော့ဒီနေ့ရောက်ပြီဆိုတဲ့အခါကျတော့မှနောက်ရက်တည်းကျတော့
အသေးစိတ်ရှင်းပြပြီးတော့သူ့ရဲ့ connection ဘယ်လိုကမ္ဘာထန်ရှုရမယ်ဆိုတာလေးကိုနောက်ရက်ဒီကျွန်မသိပြီဒီနေ့တော့ဒါလေးကိုရအောင်ကြည့်ထားကြအောင်နော်ဒါကြောင့်တရားချစ်ခင်သူတို့စိပြိဿပေါင်းတို့ဝိပဿနာတရားထုတ်တော့ပဲဆိုရင်ဝိပဿနာရဲ့အာယုဖြစ်တဲ့တရားတွေကိုအရင်သိယူရမှာဖြစ်တယ်အနုမို့လမ်းချော်နေတတ်တယ်ဒါတွေကိုသိပြီးတော့မှသဘာဝတရားတွေကိုသိရှိနားလည်အောင်အာထုတ်ခြင်းဖြင့်မိမိတို့လူရှိတဲ့နိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေရေးစချလေးလိုက်စို့ဣဒံအလုံးဆိုလိုက်ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုယနေ့ယခုအထုပြုလို့ကြရသောဒါနကောင်းမှုသီလကောင်းမှုသမထဘာဝနာဝိပဿနာကောင်းမှုသမထဘာဝနာဝိပဿနာဘာဝနာဘာဝနာကောင်းမှုပေါင်းစုပြုလို့ဤကောင်းမှုအလုပ်သည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဘုရားကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အပြဝေငါပါကုန်၏သာသနာတော်ဆောက်တဲ့လောကဆောက်တဲ့တို့အားကုသိုလ်အမြဝေငါပါကုန်၏31ပုံကျင့်နေကုန်သောတုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းကာလဆရာတော်ဘုရားကြီးဟာလူတန်းပွဲလူလန်းတို့သောဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာစနစ်တကျတန်းစီပြီးတော့လူတန်းပေးကြပါရန်လေးစားစွာမေတ္တာ